လူတယောက်အသက်ပေးပြီးဖြစ်ပေါ်လာရတဲ့ဗလက်တိုင်းတွေဖေဖော်ဝါရီ14ရက်နေ့ဆိုတာလူတွေတယောက်နဲ့တယောက်ပန်းစည်းတွေပေးချောကလက်တွေပေးနေပျော်ရွှင်စရာကောင်းနေပြီးချစ်သူများနေ့အဖြစ်သတ်မှတ်တာခံရတဲ့နေကောင်းတစ်ရက်ပါချစ်သူရည်စားဆုံးတွေအတွက်လည်းတာမန်ရက်တွေထက်ပိုပြီးပျော်ရွှင်ကြည်နူးကြတဲ့နေ့ရက်ပါဒါပေမဲ့နှစ်တိုင်းဖေဖော်ဝါရီ14ရက်နေ့ရောက်တိုင်းချစ်သူများနေ့အဖြစ်သတ်မှတ်ခံရတဲ့နောက်ွယ်ကအကြောင်းရင်းကိုတော့သိသူနည်းပါတယ်ဗလက်တိုင်းတို့ခေါ်တဲ့ချစ်သူများနေ့ဖြစ်ပေါ်လာဖို့အတွက်နောက်ွယ်မှာတော့လူတယောက်ကအသက်ပေးဆက်ခဲ့ရတာပဲဖြစ်ပါတယ်ဗလက်တိုင်းနေ့မပေါ်ခင်ကရှင်းဟောင်းရောမနိုင်ငံမှာလူပါကာလီယာဆိုတဲ့ပွဲတော်တစ်ခုရှိပါတယ်ဒီပွဲတော်ကိုဖေဖော်ဝါရီ13ရက်နေ့ကနေ15ရက်နေ့ထိကျင်းပပြီးရည်ရွယ်ချက်ကလူသားတွေမွေးဖွားနိုင်စတဲ့တိုးတက်ဖို့ကံကောင်းစေဖို့နဲ့ယောဂတွေကင်းစင်စေဖို့ဖြစ်ပါတယ်ဒီပွဲတော်မှာထူးခြားတာကလူငယ်မျိုးသားတွေနဲ့အမျိုးသမီးတွေကိုမဲဖောက်ပေးပြီးအောင်သွယ်ပေးတဲ့အလေးအကျင့်ရှိခဲ့ပါတယ်အဲဒီကနေအချင်းနဲ့ချိတ်ဆက်တဲ့ယဉ်ကျေးမှုတစ်ခုစဖြစ်လာတယ်အဲ့ဒီလိုတာမန်လူတွေကိုမဲဖောက်ပေးပြီးလက်ထပ်စီပြီးမဲ့အဲ့ဒီရောမခေတ်မှာစစ်သားတွေကိုတော့လက်ထပ်ခွင့်မပေးထားပါဘူး။ဘာလို့ဆိုစစ်သားတွေကအင်တော်ရသားကြသွားရင်စစ်တိုက်လူစိတ်တိုက်ပွဲဝင်လူစိတ်တွေရောသွားမယ်ဆိုပြီးလက်ထပ်ခွင့်တွေပိတ်ပင်ထားခဲ့တာပါ။အဲ့ဒီအချိန်မှာစိတ်ဗလက်တိုင်းလို့ခေါ်တဲ့ဘုန်းကြီးတစ်ပါးကလက်ထပ်ခွင့်ပိတ်ပင်ခံထားရတဲ့စစ်သားတွေကိုသူတို့ရဲ့ချစ်သူတွေနဲ့လှုပ်ဝက်ပြီးလက်ထပ်ပေးခဲ့ပါတယ်။တိတ်မကြခင်ပဲစိတ်ဗလက်တိုင်းကဒီလိုတွေလုပ်နေတာကိုရောမဘရင်ကသိပြီးဖမ်းဆီးခဲ့ပါတယ်။နောက်တော့ဖေဖော်ဝါရီ14ရက်နေ့မှာသူ့ကိုတေးရန်ပေးခဲ့ပါတယ်။တမိုင်းတွေဆိုရာစိတ်ဗလက်တိုင်းကမကွန့်မြတ်ခင်အကျဉ်းထောင်ထဲမှာနေရာတော့ထောင်ဆောင်ရဲ့မျက်စိမမြင်နိုင်တဲ့သမီးတစ်ယောက်ကိုစိတ်ကူးသပေးခဲ့တယ်လို့လည်းသိရပါတယ်။သူမသေးခင်အချိန်မှာစာလဆောင်ရေးခဲ့ပြီးဖရွန်ယူဝါဗလက်တိုင်းကိုရေးခဲ့ပါတယ်။စိတ်ဗလက်တိုင်းတည်ပြီးအေဂျီ496ခုနှစ်မှာပိုရဟန်းမင်းကြီးဂျေလက်စီယူကလူပါကာလီယာပွဲတော်ကိုဖျက်သိမ်းပြီးဖေဖော်ဝါရီ14ရက်နေ့ကိုစိတ်ဗလက်တိုင်းနေ့အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။အဲဒီကနေစပြီးချစ်သူများနေ့လို့ခေါ်တဲ့ဗလက်တိုင်းနေ့ကိုဖြစ်လာစေတယ်။ဒါကြောင့်ဗလက်တိုင်းနေ့ကစိတ်ဗလက်တိုင်းဆိုတဲ့ဘုန်းကြီးတစ်ပါးရဲ့အနစ်နာခံမှုနဲ့ဘာသာရေးယဉ်ကျေးမှုတွေကိုပေါင်းစပ်ပြီးဖြစ်ပေါ်လာတဲ့နေ့တစ်နေ့ပါ။ဘိုးသူသားရစရာဗီဒီယိုတွေနေ့စဉ်တက်ဆက်ပေးနေတာဖြစ်လို့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။